ယေရှုရဲ့ပြည့်စုံခြင်းကသင်ရဲ့ပြည့်စုံခြင်းလို့သင်သဘောပေါက်ဖို့လိုတယ်ဘာဖြစ်လို့လဲသင်ကိုသင်ပြည့်စုံသင်လှုပ်ရှားမလို့ဘူးယေရှုအပြင်သင်ပြည့်စုံတဲ့ခွင့်ဘုရားပေးလိုက်လို့ဘာကြောင့်လဲပြည့်စုံလည်းသင်လှုပ်လို့မရဘူးဘုရားခင်ရှိမှဘယ်သူမှပြည့်စုံလှုပ်လို့မရဘူးအာမင်ဒါကြောင့်ခေပြဲအခန်းကြီး7အငယ်2မှာပြောလဲ73 sorry 7အငယ်2မှာယောဂီရှင်ကစာဦးစီရင်ဆုံးလင်းစေတော်မူသောသခင်ယေရှုကိုမင်းစစ်စစ်ကြည့်နားလည်ထားမှာဆရာအမြဲတမ်း focus ဘယ်သူလောက်ခိုင်းတာလဲအခုဘယ်သူ focus လောက်ခိုင်းတာလဲဘယ်သူ focus လောက်ခိုင်းနေတာလဲတင်းကြောင့်မဟုတ်ဘူးဘယ်သူကြောင့်လဲတင်းဖရားရဲ့မျက်နှာตาရမယ်ဘယ်သူကြောင့်လဲတင်းမျက်နှာตาရမယ်ဘယ်သူကြောင့်လဲယေရှုကြောင့်တင်းမျက်နှာตาရလိမ့်မယ်အာမင်ယေရှုကြောင့်တင်းကိုဖရားချီးမြှောက်လိမ့်မယ်ယေရှုကြောင့်တင်းကိုဖရားခင်ကောင်းချီးပေးလိမ့်မယ်နောက်ကြည့်ဘာကြည့်ငါ၏ဖျားခင်ဒီဘုံဝနုပေါ်စံပေတော်မူသောစီးစိမ်ရှိတဲ့တင်းတို့အလိုဘသူအဖြစ်မင်္ဂလာတွေအားလုံးဘသူအဖြစ်မင်္ဂလာအားလုံးဘသူအဖြစ်မင်္ဂလာအားလုံးဘသူအဖြစ်ယေရှုအဖြစ်ပြည့်စုံစေလိမ့်မယ်ဟာလေလုယာမင်္ဂလာအားလုံးဘသူအဖြစ်ပြည့်စုံပါလဲဓမ္မမင်္ဂလာအမျိုးမျိုးဘသူအဖြစ်ဖျားခင်ပြင်ဆင်ထားလဲယေရှုအဖြစ်အာမင်ဟာလေလုယာယခင်ကကောင်းကြီးမင်္ဂလာဘယ်သူပေါ်မှာမူတည်လဲတင်းရဲ့လှုပ်ဆောင်မှုပေါ်မှာမူတည်တယ်အခုကဒီ generation မှာဘယ်သူအဖြစ်လဲထိုသူဤပြည့်စုံခြင်းမှာလဲ come on သင်မရမှာဆိုလို့16ယောဟန်16ထိုလိုက်ဆိုထိုသူဤပြည့်စုံခြင်းမှာလဲယေရှုတပါး၌ထပ်ဆင့်၍ယေရှုတပါးကိုငါတို့ရှိသမျှခံရကြပြီဘသူရဲ့ပြည့်စုံခြင်းကငါတို့ခံစားရတာလဲသူ့ရဲ့ပြည့်စုံခြင်းကသင်ရဲ့ပြည့်စုံခြင်းလို့သင်သဘောပေါက်ရင်အဲ့ဒီယေရှုတရားရပ်မနေဘူးထပ်ဆင့်ယေရှုခံစားရမှာဖြစ်တယ်